မိတ်ဆက်မအောင်မြင်မကြီးပွားချင်တဲ့လူရဲ့လိုတော့မရှိဘူးနီလန်းရှိမယ်တိတ်လဲမခတ်ဘူးဆိုရင်တော့လှုပ်ချင်တဲ့သူကြီးပဲပေါ့ကြီးပွားအောင်မြင်ချမ်းသာခြင်းသူတွေအတွက်နီလန်းတွေဖော်ပြတဲ့စာအုပ်တွေမရေးမသွင်းနိုင်အောင်ရှိရပေါ့အများစုကပြင်းစရာကြီးရှေ့ရားတွေများတော့စိတ်ဝင်စားစရာမကောင်းဘူးနီလန်းတွေကမှန်ချင်းမှန်မယ်ဖော်ပြပုံကလေးတော့လူဒီနဲ့ဝေးသွားတယ်ဒါကြောင့်ဒီစာအုပ်မှာတော့လူရင်းကိုတိုးရှင်းမဲရေးလိုက်ပါတယ်ကြိုက်တဲ့စာမျက်နှာလှန်ပြီးဖတ်ချင်စိတ်ရှိသလောက်သာဖတ်ကြည့်ပါအချိန်သိမ့်မရတဲ့သူတွေအချိန်သိမ့်မယူချင်တဲ့သူတွေအတက်ရည်လဲတယ်တခုတော့ပြောချင်တယ်ဖတ်ပြီးပျောက်ပျောက်တော့သဘောမထားစေချင်ဘူးစာတကြောင်းဖတ်ဓမျက်နှာဖတ်ဖတ်တဲ့လောက်ကိုတော့အာယုံနှစ်မီစိတ်ပါလက်ပါဖတ်ကြည့်စေချင်တယ်ဘာကြောင့်လဲဆိုတော့စလုံးတိုင်းစာကြောင်းတိုင်းမှာစာဖတ်သူရဲ့ဘဝကိုတိုးတက်ပြောင်းလဲအောင်ဖော်ဆောင်နိုင်တဲ့စေတနာနဲ့ထည့်ထားလို့ပါကျွန်တော်ကစာရေးဆရာတယောက်အနေနဲ့အကြောင်းအရာအစုံရေးသားဖြစ်ပါတယ်ဘဝဇက်ထုံဆိုတာကတော့လူတွေရဲ့ဘဝအတွေ့အကြုံတွေကိုမေးမြန်းပြီးရေးသားထားတာပါဒီလိုရေးသားနေတာ10နှစ်လောက်ကြာတယ်လူ900လောက်ကိုတွေ့ဆုံပြီးရေးသားခဲ့တယ်ကျွန်တော်တွေ့ဆုံမေးမြန်းရေးသားခဲ့ရသူအများစုကအောင်မြင်သူတွေပါသူတို့ဘဝသူတို့အတွေ့အကြုံတွေကိုမေးမြန်းစောကြရင်ကျွန်တော်တတိထားမိတာရှိတယ်အကြောင်းမဲ့အကျိုးဖြစ်တယ်ဆိုတာလောကမှာမရှိဘူးဆိုတဲ့သဘာဝနိယာမတရားပါပဲဘဝကိုတုံညာကစပြီးခြုံညာကပုံများကိုကိုစွမ်းကိုဆန်နဲ့တက်လန်းခဲ့ရသူတွေမှာထူးခြားချက်တစ်ခုရှိတယ်အဲ့ဒီထူးခြားချက်ကိုကာယကံရှင်အချို့ကကိုယ်တိုင်မှတတိမထားမိဘူးဒီလျှို့ဝှက်ချက်ကိုကျွန်တော်မြင်ခဲ့ရတယ်စိတ်ဆိုတာကလည်းရုပ်လိုပဲခွန်အားရှိလာအောင်ဖန်တီးဆွမ်းဆောင်လို့ရနိုင်တယ်အောင်မြင်သူတွေဟာသူတို့စိတ်သက်ခွန်အားကိုဖြည့်ဆည်းကြတယ်အောင်မြင်ရေးစိတ်သက်ရှိသူတွေအောင်မြင်ရေးလမ်းကြောင်းပေါ်ကိုရောက်လာတာကိုကျွန်တော်မြင်တွေ့တယ်လူငယ်တွေနဲ့တွေ့ဆုံပြီးဟောပြောမှုတွေကျွန်တော်လုပ်ရပါတယ်တင်တန်းတွေမှာကျွန်တော်ဟောပြောပါတယ်ကုမ္ပဏီကြီးများအသင်းတက္ကသိုလ်ကောလိပ်တွေစာသင်ကျောင်းတွေကုမ္ပဏီဝန်ထမ်းတွေကိုလည်းဟောပြောရတယ်ဒီလိုဟောပြောတဲ့အခါအောင်မြင်ရေးစိတ်သက်အကြောင်းကိုပြောတယ်ပြောကြရမှာကျွန်တော်ကိုရေးဖြစ်တဲ့ဘဝဇက်ခုံမှာရုံးကန်လှူရှာပြီးအောင်မြင်မှုရရှိသွားသူတွေအကြောင်းလည်းပြောတယ်ဖတ်ဖူးမှဖူးတဲ့စာအုပ်တွေထဲကစိတ်သက်ခွန်အားထက်စေရာတွေကိုလိုက်နာကျင့်သုံးသင့်တာတွေကိုလည်းပြောတယ်အဲ့ဒီလိုဟောပြောလာခဲ့တာ10နှစ်လောက်ရှိသွားပြီကျွန်တော်ဟောပြောတာကိုနားထောင်ဘူးသူအချို့ကျွန်တော်ရေးတာကိုဖတ်တဲ့သူအချို့ကသူတို့ဘောကလမ်းကြောင်းပြောင်းလဲစေတဲ့ပြန်ပြောလို့ကျွန်တော်ကြည်နစ်တယ်ဝမ်းသာတယ်အချို့ကတော့စိတ်သက်ခွန်အားရပြီးအောင်မြင်ရေးလမ်းကြောင်းပေါ်တက်လန်းမိတယ်အောင်မြင်အဆင်ပြေလေဆိုလို့ပီတိဖြစ်မိတယ်အချို့ကတော့ဓာတ်တွေကိုပေါင်းပြီးစာအုပ်ကောက်ထုတ်ဖို့အကြံပေးတယ်ဒီစာအုပ်ထဲကအချက်အလက်တိုင်းဟာကျွန်တော်ကိုယ်ပိုင်အတွေးအမြင်ဒီမဟုတ်ပါဘူးဖတ်ဖူးမဖူးတဲ့စာတွေအခြားသူတွေကပြောပြဖူးတဲ့အစာတွေလည်းပါဝင်ပါတယ်ဒီအတွက်မူရင်းပိုင်ရှင်တွေကိုလည်းအလေးထားကျေးဇူးတင်ကြောင်းပြောခြင်းနဲ့စိတ်သက်ခွန်အားတွေရရှိပြီးအောင်မြင်ပျော်ရွှင်ကြ